ဆိုလက်လျှော့သွားရင်မရှိဘူးလားရှိတယ်တခါလေကျမ်းစာတွေဆရာတွေဟောတဲ့နှုတ်ခွက်တော်တွေနားထောင်နေမယ်နားမလည်တာတွေလည်းရှိတယ်ကျွန်မတို့ပြောမယ်သင်ဖုန်းကိုပုတ်နေတဲ့အခါမှာဖုန်းမှာဇက်ကားတွေကြည့်နေတဲ့အခါမှာသင်ဘာလို့ကြည့်ရလဲသင်အပြည့်ပြေချင်တယ်ဟုတ်တယ်မဟုတ်လားနောက်တစ်ခုသင်နားလည်လို့ကြည့်တာလေနားမလည်တဲ့ဇက်ကားကိုကြည့်လားမကြည့်ဘူးနားမလည်ဇက်ကားတွေဆိုမကြည့်ဘူးဒါပေမဲ့အဲ့ဒီခါမှာလူတွေကလွယ်လွယ်လေးတော့အရင်လိုချင်တယ်ကိုနားလည်မှကိုယ့်အတွက်ဘယ်လိုပြောမလဲခံစားချက်နဲ့ကြိုက်တဲ့ဇက်ကားတွေတခြင်းတွေဆိုလူတွေကနားထောင်ကြတယ်လေဟုတ်တယ်မဟုတ်လားဒါပေမဲ့လောကနဲ့ဘုရားနဲ့ကြတော့ဆန့်ကျင်ပဲဖြစ်တယ်သင်ကဘယ်ထဲမှာနေနေတာလဲဆိုဒီလောကမှာနေနေတဲ့အတွက်လောကစကားတွေနားလည်ဖို့တော့အရင်လွယ်တယ်ဒါပေမဲ့ဘုရားစကားကြတော့နားလည်ဖို့နည်းနည်းခက်တယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားစကားဆိုတာမြေကြီးကလာတာမဟုတ်ဘယ်ကလာတာလဲခေါင်းခင်ကလာတာဖြစ်တဲ့အတွက်ခက်တယ်အဲ့ဒီခါမှာသင်ကကျမ်းစာတွေဖတ်တဲ့အခါမှာတမန်တရားကိုဖတ်တဲ့တမန်ကျမ်းစာကိုသင်စာမျက်နှာစိတ်နဲ့နံပါတ်1ဖတ်ဖို့လို့တရှင်တော်ဝိညာဉ်တော်ရဲ့မဆာခြင်းလည်းလိုအပ်တာဖြစ်တယ်နော်အဲ့တော့တရှင်တော်ဝိညာဉ်တော်ရဲ့မဆာခြင်းနဲ့ဖတ်တဲ့အခါမှာပထမတော့သင်နားလည်ခြင်းမှာနားလည်မယ်နားလည်နိုင်ဖို့သင်ကိုဘုရားရဲ့မဆာလိမ့်မယ်ခုနပြောသလိုပေါ့ဒီကောင်းချော်ရင်းထဲမှာဘာပါလဲဆိုတာမစင်စားမနဲ့ကျွန်တော်တို့ကောင်းချော်တယ်လို့ပဲသင်ဖတ်ရမယ့်အပုံမှန်ဖတ်သွားပါဘုရားသခင်ကနားလည်ဖို့သင်ကိုတုံ့တင်ပြပါလိမ့်မယ်ဒါပေမဲ့သင်ကလက်မလျှော့လိုက်ဖို့ပဲလိုတာဖြစ်ခုကျွန်တော်ငယ်ငယ်တော့ဝါလုံးရေးတင်တဲ့အခါမှာရေးချင်လားအရင်ကလည်းငိုတယ်လေနော်ဒါမုံကျွေးမယ်ပြောတာရိုက်မယ်ပြောတာအမျိုးမျိုးဝါလုံးကိုရေးဖို့တင်တယ်ပြီးတော့ကကြီးတင်လာအဲ့တော့စချင်းလုပ်တဲ့ຢာတွေကဘယ်အရာမှမလွယ်ဘူးဖြစ်တယ်သင်ယူရတဲ့ຢာတွေလွယ်လားမလွယ်ဘူးလွယ်လားဆိုတော့တစ်ခုလည်းရှိရဲဆဲလားဆဲဖို့จะခက်လားမခက်အတင်းတော့ဘောခက်လားအပြစ်လို့မခက်တာလေသိအထဲမှာဘာပါနေပြီလဲအဲ့ဒီဗီဇအပြေကပါနေတာဖြစ်တဲ့အတွက်ကြောင့်မကောင်းတာလုပ်ဖို့ဆိုအရန်လွယ်တယ်ဒါပေမဲ့ကောင်းတဲ့အရာဆိုလို့ရှိရင်မလို့ကြိုးစားရတယ်ကြည်ရတယ်ဟုတ်တယ်မလားအဲ့ဒါကြောင့်လည်းဘာသာတရားတွေကပေါ်လာတာဖြစ်ဒါပေမဲ့ကျွန်တော်တို့ကကြိုးစားစရာကျင့်စရာတော့မလိုဘူးဖြစ်တယ်ဒါပေမဲ့ဘာလို့ဖို့လို့လဲဆိုတော့ကိုးစားတတ်ဖို့တော့အရင်ရည်ကြီးတာဖြစ်အဲ့တော့တမန်တရားကဲဒီလေးလို့ရပြီတမန်တရားကိုသိစေခြင်းကကြားရင်အလိုတော်ရှိတယ်။ဒါဆိုလို့ရှိရင်တမန်တရားအကြောင်းကိုကျွန်တော်တို့လေ့လာကြည့်ရအောင်။ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး14အငယ်6ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး14အငယ်6ယေရှုကငါသည်လမ်းခီးဖြစ်၏တမန်တရားလည်းဖြစ်၏အသက်လည်းဖြစ်၏ငါ့ကိုအမိမပြုလေအဘယ်သူများခမည်းတော်ထံသို့မရောက်ရခမည်းတော်ထံလို့ပြောတဲ့အခါမှာကျွန်တော်ကောင်းကင်နိုင်ငံလောက်ကိုပဲထင်တာ။အိုးသင်သွားတဲ့အခါမှာငါကောင်းကင်နိုင်ငံကိုခမည်းတော်ထံမှာရောက်သွားတယ်မှန်ပါတယ်။ဒါပေမဲ့ဒီလောကမှာအသက်ရှင်နေတဲ့အချိန်မှာလည်းခမည်းတော်ထံမှာကျွန်တော်တို့ရောက်ဖို့လိုတာဖြစ်တယ်။အဲ့ဒါဆိုကျွန်တော်တို့ကအသက်ထွက်သွားတာပြောတာမဟုတ်ဘုရားရဲ့မျက်မှောက်တော်ဖြစ်တယ်။နားလည်နိုင်ဖို့တန်ရှင်းလို့ဘုရားမဆာပါစေ။ယေရှုခရစ်တော်ဒီဟူသောလမ်းခရီးတမန်တရားအသက်ဖြစ်တယ်တဲ့ငါကငါ့ကိုအမိမပြုအဘယ်သူများခမည်းတော်ထံသို့မရောက်ရလို့ပြောတဲ့အခါမှာကျွန်တော်ဘုရားသခင်ရဲ့မျက်မှောက်တော်ကိုရောက်သွားတဲ့အခါမှာဘယ်လိုမျိုးနဲ့ရောက်တာလဲဆိုရင်ယေရှုခရစ်တော်ဘုရားပြုခဲ့တော့ဘုရားယေရှုခရစ်တော်ဘုရားပြုတော်မူသောလက်ဝါးကားတိုင်းတကိုးတော်ကိုကျွန်တော်နံပါတ်1ယုံကြည်ဖို့လိုတယ်နံပါတ်2ကတရှင်တော်ဝိညာဉ်တော်ပြောကြည့်ပါယေရှုခရစ်တော်ကလက်ဝါးကားတိုင်းမှာအသေးခံပြီးတော့နော်လူတွေနဲ့ရေပေါင်းများစွာနေပြီးတော့ကောင်းကင်ကိုတက်သွားတယ်ပြီးတော့တရှင်တော်ဝိညာဉ်တော်ကိုသူ့ကိုယ်စားလွတ်လိုက်မယ်လို့ပြောတယ်မလားပြောတဲ့အခါမှာကျမတို့တရှင်တော်ဝိညာဉ်တော်ကလည်းကျမတို့ခမည်းတော်ထံမှာသွားဖို့အတွက်ကဒီလမ်းကသွားရတာဖြစ်တယ်ကိုယ့်ရဲ့ကြိုးစားမှုနဲ့ကိုယ့်အကိုကြင်ကြံမှုနဲ့သွားလို့မရအောင်အဲ့ဒီခါမှာဘာလို့ရလဲဆိုရင်စာငတ်တဲ့နှလုံးသားနဲ့သွားရတာဖြစ်တယ်အာမင်ဒီလောက်ထိနားလည်မလားမသိဘူးဟုတ်ပြီဒါဆိုလို့ရှိရင်သင်ကအဖေရဲ့ခမည်းတော်ရဲ့ရှေ့မှာရောက်နေရင်သင်မှာဆင်းရဲခြင်းတွေပူပန်ခြင်းတွေယောဂဝေဒနာတွေကလုံးဝမရှိနိုင်ဘူးဖြစ်ဘုရားရဲ့မျက်မှောက်တော်ထဲမှာမရှိဘူးဘုရားနဲ့အဝေးမှာသင်ရှိနေမယ်ဆိုရင်တော့ဒီအရာတွေကိုသင်ရင်ဆိုင်ရမှာဖြစ်အမြဲဆာလံ61အပိုင်ငယ်ထဲမှာအမြဲဆုံးသောဘုရား၏ကွယ်ကာယဌာနတော်၌နေတော်သူသည်အနန္တတကုရှိအရှိကိုကိုရလိမ့်မယ်ပြောတယ်အဲ့ဒီအရှိလို့ပြောတဲ့အခါမှာအထင်းတရားရဲ့အရှိကိုကိုရင်တော့အခုအချိန်ဒီမှာဘယ်လိုပြောနေစိတ်ချမှုရှိမှာပဲလေနော်စားစရာတွေမပူရဘူးသူစီမှာစက်နေရှိမယ်စီတွေရှိမယ်
ပြီးတော့ဆိုင်ကမောင်းဖို့အတွက်လည်းစီတွေရှိမှာပဲလေနော်အဲ့လိုမျိုးပေါ့နော်ဒီတမန်တော်ကြီးတရားရဲ့အောက်မှာတင်ရှိနေအရေးမှရှိနေတင်လုံးချုံတယ်လို့သင်ခံစားရမှာပဲလေဟုတ်တယ်မလားဒါပေမဲ့တကယ်တော့အဲ့ဒါလည်းမလုံချုံနိုင်ဘူးဖြစ်။ဘာဖြစ်လို့လဲဆိုတော့သင်ချင်းတရားကတနေ့မှကြုံတွေ့လာရအောင်မှာသင်ပြီးရင်နောက်တမလုံးမှာသင်ငရဲမသွားဖို့ကိုဘလိုမျိုးတထေးပဲဖြစ်ဖြစ်ဘလိုပဲမင်းအာနာရှိတွေပဲဖြစ်ဖြစ်အဲ့ဒါမစည်းတောင်းပေးနိုင်ဘူး။အဲ့ဒီသင်ချင်းတရားရဲ့တစ်ဖက်မှာငရဲကိုမသွားနိုင်အောင်မဆာပေးနိုင်တာကတော့ခမည်းတော်ဖေယားယေရှုခရစ်တော်ဖေယားတပါးတည်းဖြစ်တယ်။ရှင်တော်ဝိညာဉ်တော်ရဲ့တကူတော်ပဲဖြစ်တယ်။အာမင်။အဲ့တော့ကျွန်တော်တခုပြောပြမယ်အခုချိန်မှာလူတွေကအရန်ရိုက်ခတ်နေပြီတချို့ဆိုဘာတွေဝယ်ထားလဲစီတွေဝယ်ထားတယ်ဟုတ်လားစီဆိုတာဟိုစားသုံးစီလဲဝယ်တယ်လို့ဆိုင်ကယ်စီတွေရောအဲ့မဲ့တည်းဝယ်မယ်ဆန်တွေဝယ်မယ်ပြီးရင်ဘာတွေဝယ်မလဲလုံချုံကိုလုံချုံမှုပေးနိုင်တာမှန်တယ်များသူတို့ဝယ်မထားဘူးလားပတ်စံရှိတဲ့လူကအဲ့ပတ်စံတွေခိုင်ပြီးတော့စိုးရိမ်နေတယ်ဒီပတ်စံတွေကိုဟာဈေးတွေတက်သွားရင်ဘယ်လိုဖြစ်တယ်ဘယ်ညာဖြစ်တယ်မဖြစ်ဘူးလားဖြစ်တယ်ဒီအရာတွေကတင့်ကိုတကယ်လုံချုံမှုမပေးနိုင်ဘူးဖြစ်လုံချုံမှုပေးနိုင်မယ်ချင်းလားမပေးနိုင်ဘူးကျမတို့ခောက်အရင်တော့ပေါ့နော်UN ကလာမယ်ဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြောတော့ကျွန်တော်တို့ဆန်နေပြည့်ပြည့်ဝယ်တော့လေဆန်တွေကပိုးပဲတက်သွားတယ်ပေါ့နော်အခုကျမတို့ဘာမှမဝယ်ဘူးဘယ်မှာရောက်နေလဲဆိုခမည်းတော်ရဲ့ရှေ့မှာရောက်နေတာဖြစ်တယ်အာမင်ခမည်းတော်ရဲ့ရှေ့မှာရောက်နေလို့ရှိရင်တင့်အတွက်လုံခြုံတာဖြစ်တယ်ကျမပြောခလေးလေးတယောက်ရဲ့လက်ထဲမှာပတ်စံတွေအများကြီးရှိလားမရှိဘူးသူတို့အနာဂတ်တော့သူတို့ပူလားသူတွေ့တာပါပြောတယ်အမေရှိရင်ငွေရှိတယ်ဆိုတော့တချို့ပြောကြတယ်မဟုတ်လားအီလန်ရှိတာတော့မဟုတ်ဘူးနော်အမေရှိရင်ဘာဖြစ်လဲငွေရှိတယ်ဆိုတော့ပြောအဲ့တော့ကျမတို့အသက်တာထဲမှာဖျားသားသမီးတွေကဘာဖြစ်လို့စိုးရိမ်ပူပန်မှုမရှိရတာလဲဆိုဖျားတခင်ရဲ့လက်တော်ထဲမှာရှိနေတဲ့အတွက်ကြောင့်ဖြစ်တယ်အာမင်ဒါပေမဲ့အခုလိုလောကကြီးမှာနေရတဲ့အခါမှာကျမတို့ဆန့်ကျင်မှဖြစ်တယ်ဖျားကိုအယံဆောင်နှပ်ပေမဲ့လည်းကျမတို့ကဘယ်လိုပြောမလဲဝိညာဉ်ရဲ့ဆောင်နှပ်မှုခန္ဓာကိုယ်မလိုက်နိုင်တာလည်းရှိတယ်အခုဆိုဒီတိုင်းမှာတချို့ရှိနေတယ်ရန်တော့နားထောင်ခြင်းတယ်အရန်အိမ်လိုက်လာတဲ့အခါမှာလေမြေကြီးရဲ့တွန်းကအားနဲ့လေပြန်တော့ဆွေးချတယ်ပြန်တက်တယ်ပေါ့နော်ဒါတွေကစိတ်စေတနာကရှိပေမဲ့လည်းခန္ဓာကိုယ်ကမခံနိုင်တဲ့ညာရှိလားရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီလိုခိုင်းရဆိုးရုံရကမလာမှာဘယ်လိုအသက်ရှင်မှာလဲဒီစားဝတ်နေဒီလူမှုရေးချမ်းသာရေးအားလုံးအဖက်တော့ဒီအကုန်လုံးကိုလိုက်ပြီးတော့အပေါက်တွေပိတ်ပြီးတော့တေချာလေးခိုင်မာရဲတိုင်ကိုစောင့်နိုင်လားမစောင့်နိုင်ဘူးအဲအချိန်မှာကျွန်တော်တို့မှာနီးတဲ့တခုရှိပါဘုရားသခင်ကဘယ်တော့မှလေတော့ပေါက်မပိတ်ဘူးစုံစမ်းတဲ့အခါမှာမခံနိုင်တော့စုံစမ်းတော့ရှေ့ချင်းကိုမပေးဘူးဖြစ်တယ်အာမင်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒါပါနာဖို့လိုတယ်အဲ့ဒီတော့ပေါက်ကဘယ်နှမှာရှိတော့ဒီထဲမှာရှိကဘာဦးချမ်းခန်းကြီး26ထဲမှာဆိုရင်ဣဇက်ဘောနော်ကဘာဦးချမ်းခန်းကြီး26ထဲမှာဆိုလို့ရှိရင်အစာခေါင်းမရကာလဖြစ်ဣဇက်တို့ရေးလဲအစာရည်သာခေါင်းမတဲ့ခါမှာသူတို့ကဘာလုပ်လဲဆိုလို့ရှိရင်ဣဇက်ကစဉ်းစားမှာပေါ့ဒီအစာရည်သာခေါင်းမတဲ့နေရာနေမှာပြောင်းမယ်အခုလည်းအခုမြန်မာပြည်မှာမနေချင်ဘူးကနိုင်ငံခြားမှာအရန်ကိုဆင်ပြေနေတယ်ဆိုအမေရိကကိုပြောင်းမယ်ဆိုလို့ရှိရင်ပြောင်းနိုင်တဲ့အနေထားရှိပြောင်းမှာပေါ့ဟုတ်တယ်မို့လားအဲ့ဆိုဒီထဲမှာမနေချင်ကြဘူးလေဟုတ်တယ်နော်ရေကြီးရမျက်နှာရဆိုပြီးပြောင်းရွှေ့ကြတာအဲ့ဒါလူရဲ့သဘာဝပဲဟုတ်တယ်မို့လားဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တခုပြောပြဘုရားသခင်ကအမြဲတမ်းနှုတ်ခွက်တော်ထဲမှာပြောလဲဆိုမစိုးရိမ်နဲ့မကြောက်နဲ့ဆိုရင်အမြဲတမ်းပြောတာဖြစ်ဘာလို့မစိုးရိမ်ခိုင်းတာတော့စဉ်းစားဖို့မကြောက်နဲ့လို့ဘာလို့ပြောခိုင်းတာဆိုသူတောင်းဝင်ယူပေးမှဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ကျွန်မဒီနေ့လက်တွေ့ဘဝလေးကိုစဉ်းစားကြည့်အောင်သင်ဆုံးရှုံးနေတာမှကြောက်လားသမင်းကမှကြောက်တယ်ကိုယ်ပတ်စံအနေခံရမှကြောက်တယ်ကိုပစ္စည်းဥစ္စာရှုံးဆုံးမှမကြောက်ဘူးလားကြောက်တယ်အဲ့ဒီကြောက်စိတ်ရှိနေတယ်တော့အဲ့ဒီကြောက်စိတ်ကိုစာတန်ကအဲ့ဒါကိုဘယ်လိုခုတုံးလုပ်ပြီးတော့တင့်ကိုအနိုင်ယူတာဖြစ်ကျမတို့ယုံကြည်သူတွေကတိတ်မှကြောက်လားတကယ်လားချင်းရပြောအောင်နှလုံးသားတွေကတိတ်မှကြောက်လားဘာဖြစ်လို့လဲသင်ချင်းတရားကိုအောင်မြင်တော့ယေရှုခရစ်တော်ကိုသင်ရရှိထားရတော့တိတ်မှတော့မကြောက်တာတခြားဘာကြောက်စရာလိုသေးလို့စဉ်းစားကြည့်ပါတိတ်မှမကြောက်တဲ့ဆိုတခြားဘာကြောက်စရာလိုသေးလဲလို့ဘူးဘာဖြစ်လို့အစိုးစုထီတော့သေခြင်းတရားကိုရဲ့ဆက်ခံရမယ့်နေရာကိုယေရှုခရစ်တော်ကသင်ကိုစားရှောက်ခဲ့ပြီးသားဖြစ်တယ်အခုသင်ရှောက်ရတဲ့လမ်းကဘာမှမခက်တော့ဘူးလွယ်လေးပဲဖြစ်အဲ့ဒီခါဘုရားသခင်ကသူ့အပေါ်မှာစိတ်ချစေခြင်းဘယ်သူ့ပေါ်မှာလဲဆိုဘုရားအပေါ်မှာစိတ်ချစေခြင်းသင်ရဲ့ငွေကြီးပေါ်မှာစိတ်ချခိုင်းတာမဟုတ်
တင်းအာနာပေါ်မှာစိတ်ချခိုင်းတာမဟုတ်တင်းရဲ့တက်နိုင်ခြင်းပေါ်မှာစိတ်ချခိုင်းတာမဟုတ်ပဲနဲ့ဖယားသခင်ရဲ့တက်နိုင်ခြင်းကိုစိတ်ချခိုင်းတာဖြစ်တယ်ဒါပေမဲ့တမန်ကျမ်းနဲ့တူလားမတူဘူးအဲ့ဒါကျွန်တော်တို့ကြည့်ရအောင်ဟုတ်ပြီဒီဘောင်ချန်ခန်းကြီး26အငယ်7နဲ့73ကိုချက်တော့ကြည့်ရအဲ့လိုခဲရင်ဆိုးရကာလမှာဣသရေလကဒီနိုင်ငံကနေပြောင်းရွှေ့ဖို့လုပ်ပေမဲ့ဘုရားသခင်ကမပြောင်းခိုင်းဘူးသူ့ကိုဘာလုပ်ခိုင်းလဲဆိုမျိုးစိတ်ချခိုင်းတာဖြစ်တယ်အာမင်ထိုပြည်နာဣသရေလမျိုးစိတ်ကျဲ၍တစ်နှစ်ချင်းတွင်အစတရားသောအသီးနှံကိုရလေ၏ထာဝရဘုရားသည်လည်းကောင်းချီးပေးတော်မူသည်ဖြင့်သူသည်ကြီးပွား၍အလုံးစည်းစိမ်ကြီးသည့်တိုင်အောင်တိုးတက်လျက်စီးပွားဥစ္စာများပြားစွာဖြစ်လေ၏တဲ့အာမင်ဒီနောက်ဘက်တော့အပြင်တဲ့နောက်ပေါ်မှာကောင်းချီးရှိပါစေအာမင်အဲ့လိုခဲရင်ဆိုးရကာလမှာဣဇက်ကိုဘုရားသခင်ကဘာလုပ်ခိုင်းလဲမျိုးစိတ်ကျဲခိုင်းတယ်မျိုးစိတ်ကျဲခိုင်းတယ်အိုးတိုင်အောင်မပြောင်းခိုင်းဘူးဟိုဘက်ကိုမရွှေ့ခိုင်းဘူးဘာဖြစ်လို့လဲသူ့အားဖြင့်အဲ့ဒီနေရာမှာကောင်းချီးဖြစ်မှာဖြစ်တယ်ဟာလေလုယာအခုခဲရင်ဆိုးရကာလမှာလည်းတင်နိုင်ငံခြားတွေဟိုတွေဒီတွေထွက်ပေါက်တွေမရှာနဲ့ဘုရားသခင်ကတင့်ကိုလမ်းဖွင့်ပေးထားတယ်အာမင်ဒီခါလေးမှာကျွန်တော်တို့ပတ်စံတွေအများကြီးကြိုင်ထားပြီးတော့တရားလူတို့ဒေါ်လာဝယ်ရင်ကောင်းလားရွှေဝယ်ရင်ကောင်းလားစီဝယ်ကောင်းလားအများကြီးစဉ်းစားတယ်မဟုတ်ဘူးလားအဲ့ဒါတွေကဆုံးရှုံးနိုင်တယ်ဒါပေမဲ့တင်ကျဲရမှာကဘုရားရဲ့နိုင်ငံတော်ထဲမှာကျဲပါအဲ့လိုပြောလို့အလူငွေတောင်းနေတဲ့စကားမဟုတ်ဘူးနော်ဒီကပတ်စံမရှိဘူးဆိုရင်လည်းတင်းရဲ့အထဲမှာရှိတဲ့ဘယ်အရာရှိတယ်ဒီအမျက်လုံးတင်းအကြောက်ဆုံးကပါလေအဲ့ဒါကိုဘုရားရဲ့နိုင်ငံတော်ထဲမှာမျိုးစိချင်းဥပမာကျွန်မတခုပြောပြကျွန်မရဲ့သားသမီးကိုအရင်ချစ်တယ်ဟာလားကျွန်မကိုကြိုက်လို့ထိပါကျွန်မရဲ့သားသမီးကိုမထိပါနဲ့လို့ကျွန်မရဲ့ဘယ်လိုပြောမလဲနံပါတ်1ဘုရားကအခါတလေမှလေသားသမီးကဘုရားထက်တာမှနေရပေးတာမျိုးများရှိရမဟုတ်ဘူးလားအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီကိုအကြိုက်ဆုံးသောအရာကိုဘုရားကိုပေးလိုက်ဒီကလေးကဘုရားပိုင်တာဖြစ်တယ်ဘုရားလက်တော်တွေကိုထည့်လိုက်မယ်လို့ဆုံးဖြတ်လိုက်တာနဲ့အဲ့ဒီကလေးကိုဘုရားတကယ်တာဝန်ယူသွားမှာဖြစ်တယ်အာမင်အဲ့လိုပဲသင်အချိန်နဲ့သင်ကအရာအချိန်ကိုရှားတယ်ဆိုပါစို့သင်အချိန်ကိုဘုရားအထက်မှာမျိုးစေ့ချလိုက်မနေ့အစောကြီး3နာရီချပြီးတော့ပတ်စံရှာတယ်ဘာရလဲပတ်စံရတယ်ဒါပေမဲ့သင်မနေ့3နာရီချပြီးဘုရားမျက်နှာသာရှာလိုက်ဘာရလဲဆိုတကူရတယ်အာမင်အဲ့ဒါကိုစမ်းကြည့်ပါအခုစိုးရိမ်တဲ့ကာလမှာသင်ထိုင်ပြီးစိုးရိမ်နေမှတနေ့တွေဖတ်မယ်အော်ဒါဘယ်လိုမျိုးလဲလို့သင်ပူပန်နေပေမဲ့သင်ရဲ့ပူပန်စိုးရိမ်ခြင်းကအသက်တောင်များမတိုးစေဘူးဖြစ်ဒါပေမဲ့အဲ့ဒီအပေါ်မှာဘုရားသခင်ကစိတ်ချစေခြင်းပြောကြည့်ပါဦးစိတ်ချခြင်းစိတ်ချတယ်ဆိုတာလေခလေးတယောက်လိုမျိုးခလေးကအမေကိုစိတ်ချတယ်လို့မျိုးဘုရားသခင်ကတင့်ကိုဘုရားအပေါ်မှာတင့်ကိုစိတ်ချစေခြင်းတာဖြစ်တယ်အာမင်ဒါဆိုရင်တမန်တရားနဲ့အမှန်တရားကကြွားချနေတယ်အမှန်တရားဆိုရင်ဘာဖြစ်လဲခဲရင်ဆိုရကာလမှာမလုပ်ရမှာလဲဆိုတော့ကိုယ့်အထက်မှာပဲတိုးလောင်ရမှာဒါမှမဟုတ်ဒီနေရာကနေပြောင်းရွှေ့ရမှာဒါပေမဲ့ဘုရားသခင်ကစက်ကျင်ပဲနေတယ်မလုပ်ခိုင်းလဲသူ့ကိုမျိုးစိတ်ကျဲခိုင်းတယ်ကျမလည်းဒီမခွက်တော့ကကျမကိုလည်းဘုရားခင်အရင်စကားပြောတာဖြစ်ဘာဖြစ်လို့လဲဆိုအခုဘုရားကျောင်းဆောက်ဖို့ကျမတို့စောင့်အောင်ဆရာမရေးတဲ့ဘုရားကျောင်းအားတဲ့ဘာလဲဘီလက်မီယာလဲဈေးတွေတက်နေပြီနော်ပြီးတော့ဗာလဲအခွင့်အရေးနဲ့ရတယ်ဒါပေမဲ့ကျွန်မဒီနှုတ်ဘက်တော့ကျွန်မအတွက်ဖြစ်ကျွန်မကဒီကာလမှာမျိုးစေ့ကျဲမှာဖြစ်ဟာလေလုယာကျွန်မဒီတပတ်နှစ်ပတ်တော့ဘုရားကျောင်းဆောက်မှာဖြစ်အာမင်သင်တို့ကြည့်လိုက်အဲ့လိုခဲရင်ဆိုးရကာလမှာဘုရားခင်ဘယ်လိုအမှုပြုသွားမလဲလူအမြင်နဲ့တော့စัจကျင်ပဲလေဟာမဖြစ်နိုင်ဘူးနားလည်နိုင်လားနားမလည်နိုင်ဘူးဒါဆိုရင်ကျမ်းစာထဲမှာလည်းကြည်ရခဲရင်ဆိုးရကာလမှာမျိုးစိတ်ကျဲတဲ့သူတွေဘယ်လိုဖြစ်လဲဆိုတာလေ့လာကြည့်ရဟုတ်ပြီဘုရားသခင်အလုံးလုံးတိုင်းမှာလေဘယ်လိုပြောရမလဲရှားပါခြင်းအရင်လာတယ်ခက်ခဲခြင်းအရင်လာတယ်ဘာဖြစ်လို့ဆိုသူ့ရဲ့ပြည့်စုံကြွယ်ဝခြင်းကိုဘုရားသခင်ကသိရှိခံစားခြင်းတဲ့အတွက်ကြောင့်ဖြစ်တယ်သိရှိခံစားစေခြင်းတဲ့အတွက်ကြောင့်ဖြစ်တယ်အာမင်အဲ့တော့ဘုန်းသားလုံးနဲ့9နှစ်အောင် Facebook ပြန်စဉ်းစားမယ်ဆိုရင်သူတို့ဘယ်နေရာကိုရောက်သွားလဲဟိုးလူတွေနဲ့ဝေးတဲ့နော်ဝယ်စားလို့လည်းမရအောင်ချက်ပြုတ်လို့လည်းမရတဲ့နေရာကိုရောက်မသွားဘူးလားလူတွေကအများများလုံးနဲ့မဟုတ်ဘူးလားငါဖန်စားမယ်ဆိုရင်တော့မလောက်ဘူးအခြေအနေပြောမယ်ဆိုအဲ့အချိန်မှာအဲ့ဒီအချိန်ကလေးကလူတွေကဘာအရင်စားနေတဲ့အချိန်ချက်မယ်ဆိုရောအချိန်မိမလားအရင်အရေးကြီးတဲ့အခြေအနေတခုဖြစ်နေမဟုတ်ဘူးလားအဲ့ချိန်မှာတကယ်ရှော့ပါပြောလေသူ့တပည့်တော်တွေနော်ဖိလိပ္ပိကိုနော်မင်းမလုပ်မလဲစားတတ်တယ်နော်ယေရှုခရစ်တော်ကလည်းနောက်တတ်တယ်တကယ်ဆိုသူ့မှာအပြည့်မရှိဘူးလား
ရှိတယ်ဒါပေမဲ့မင်းတို့ဘာလုပ်မလဲဆိုတော့ဗျာအရင်စိတ်ဝင်စားတာဖြစ်အဲ့အချိန်မှာဘာစလဲဆိုဒီထဲမှာလည်းမုံနဲ့နော်အခုခုစားရဘယ်သူမှဘာရှိလဲရှာလိုက်လို့ပြောတယ်အဲ့တော့ခိုင်းတဲ့အခါမှာလူတွေပိုက်စားနေတဲ့အခါမှာသူ့အချိန်ကမထွက်လာပဲနဲ့အဲ့ဒီလူတို့တွေကဘာထွက်လာမလဲကိုဘုရားသခင်စိတ်ဝင်စားလို့ဖြစ်အာမင်အဲ့ဒါနဲ့လူကြီးတော်မဟုတ်ခလေးရဲ့မုံဟုတ်လားလူကြီးရဲ့မုံတော်မဟုတ်ခလေးရဲ့မုံကိုယူလာပေးတာဒါပေမဲ့လူ9000ဆိုတာကအယောက်ျားပဲမိန်းမနဲ့ကလေးဆိုဒီထဲမကောက်ဘူးလူပေါင်းများစွာစားရတဲ့ပြင်ဘယ်နှတောင်းကိုလဲ12တောင်းမှာဟိုတယ်အာမင်အဲ့တော့အဲ့ဒီလိုရင်းနှီးမြုပ်နဲ့မျိုးစိတ်ကျဲတာဘာလို့လဲအဲ့ဒီကလေးလေးဟုတ်တယ်နော်ကလေးလေးကမျိုးစိတ်ကျဲတာပိုတော့ဘယ်နှတောင်းကိုလဲ12တောင်းကိုလေအဲ့ဒီ12တောင်းကိုဒါကျွန်မကျမ်းစာတော့မဖတ်တော့တရားလူတွေအားလုံးကျမ်းစာဖတ်တယ်လို့ကျွန်မယုံကြည်တယ်နော်အဲ့ဒါနဲ့သူတို့ဟိုဘက်ကားကိုကူတဲ့အခါမှာအဲ့ဒီမုတ်12တောင်းပါသွားလားမပါသွားဘူးဘယ်သူ့ကိုပေးခဲ့တယ်ထင်လဲအဲ့ဒီကလေးကိုပေးခဲ့မှာပေါ့ဟုတ်တယ်မဟုတ်လားဘာဖြစ်လို့ဆိုသူကစတင်မျိုးစေ့ကျဲတာဖြစ်တဲ့အတွက်လေအာမင်အဲ့တော့ဒီလိုအခုကအခွင့်ကောင်းမယ်ဒီလိုဖြစ်နေတဲ့အချိန်မှာသင်ချင်းဆိုတော့ချင်းဝါလာသင်တော့ဘုရားသခင်ပြုမဲ့အမှုအရင်ကြီးတာဖြစ်တယ်အာမင်နားလည်နိုင်ဖို့ကရှင်းလို့တော့ဘုရားမဆပါဘူးတချို့တော့ပေါက်နေတချို့မပေါက်သေးဘူးနောက်တစ်ခုဆက်ပြောကြည့်ဒါဆိုလို့ရှိရင်ပေတရုကငါးဖမ်းတဲ့အခါမှာသင်ကလုံးငါးဖမ်းလားဖမ်းတယ်တကောင်မှမရှာဘူးတကောင်မှမရတဲ့အခါမှာသူဘာဖြစ်နေလဲအိတ်ချင်နေပြီအိမ်ပြန်ချင်နေပြီသူမျောလေးချဖမ်းနေပြီငါဖမ်းတယ်ဆိုတော့တကယ်တော့မလွယ်ဘူးနော်ကျွန်တော်တို့ဒီချာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ငါ့ကိုပိုက်ကိုလုံးလိုက်မယ်ပြန်ဆွဲမယ်တကောင်မှမပါဘူးပြန်ခါမယ်လက်အပ်နေနဲ့သိမှာပဲဟုတ်တယ်မလားအရင်အိတ်ချင်နေသူ့အနေနဲ့စိတ်သက်စရာချင်းတွေကြုံနေတယ်မဟုတ်ဘူးလားအဲ့ဒီအချိန်ဒီမှာတကယ်ရှို့ကဘာလုပ်ခိုင်းလဲထပ်ပြီးတော့ရင်နဲ့ရလို့ထပ်ပြီးတော့ချခိုင်းတယ်စဉ်းစားကြည့်လုံးနိုင်မလားအမှန်တရားဆိုရင်လုံးနိုင်မလားဒါပေမဲ့ तू ဘာလုပ်လဲတမန်တရားဆိုတဲ့ဘုရားစကားကို तू နားထောင်ခဲ့တဲ့အခါမှာ तू ချလိုက်တဲ့အခါမှာဘာဖြစ်သွားလဲလေနှစ်စီးနဲ့နော်နှစ်လို့မတက် तू တစည်းတော့မနိုင်လို့နောက်တစည်းကိုခေါ်ရတယ်ရှန်ထွက်ကောင်းကြီးအာမင်ဘုရားတကယ်ကျွန်တော်ပြောတာရှန်ထွက်ကောင်းကြီးအခုအချိန်မှာကျွန်တော်တို့ကြည့်ရင်မျော်လင့်ရဘာမှမရှိဘူးဟိုမှာကျွန်တော်တို့လိုမြန်မာနိုင်ငံကပြောနေဟိုကဘာနော်နတ်ဘာလဲဘယ်လိုပြောမလဲဟိုကဘာရဲ့နာမည်အကြီးဆုံးဟိုနိုင်ငံတွေအမေရိကန်တွေဘာတွေညာတွေတော့မှတလောက်ဖြစ်နေတဲ့အခါမှာအားလုံးကတုံလုံးနေပြီအားလုံးကဘာဖြစ်နေပြီလဲကြောက်ရွံ့နေပြီဒါနဲ့ဒီနေ့ The Live Worship ဘက်မှာပါဝင်ကြတဲ့သူတွေအေးဆေးဖြစ်နေတယ်အာမင်အဲ့ဒါပါဆိုကျွယ်ဝကောင်းကြီးဟာလေလုယာအဲ့ဒါလည်းကောင်တဲ့လည်းညင်နဲ့မှာမဟုတ်တော့ဘူးလေနော်အရာတိုင်းမှာကျေးဇူးတော်ချီးမွမ်းရအောင်အာမင်ဒါပေမဲ့အဲ့ဒီထဲမှာသင်ဘာအမြတ်ရမလဲဆိုတာစဉ်းစားဝိညာဉ်မျက်စိမြင်ဖို့အရေးကြီးတာဖြစ်မြင်လားတချို့တွေတော့မြင်နေပြီတချို့မမြင်သေးဘူးထင်တယ်အာမင်အဲ့လိုမျိုးဆိုတော့နောက်ထပ်တစ်ယောက်ရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့လူသားမှာဘာဖြစ်လဲလူသားကအဲ့မှာလူသားရဲ့လေဟိုရောက်ခမနောမီကလေတို့ကပြန်လိုက်တော့တဲ့ငါလည်းဒုက္ခရောက်နေပြီနော်ငါလည်းနောက်ထပ်သားလည်းမရှိတော့ဘူးလေတို့ပြန်တော့တဲ့ဆိုတယောက်ကပြန်သွားတယ်ဒါပေမဲ့လူသားပြန်သွားလားမပြန်တော့သူဘာလို့လဲလိုက်လာတယ်မျိုးစိတ်ချဖို့အာမင်အဲ့လိုခဲရင်းဆိုးရကာလမှာဒီအပွားရင်းကနေမျောလေးချက်ရှိလို့လားဘာမှမရှိတော့ဘူးခလေးလည်းမရှိတော့ဘူးသူ့မှာပစ္စည်းဥစ္စာလည်းမရှိတော့ဘူးသူအသိဆုံးမဟုတ်လားလူသားကအသိဆုံးပဲဒါပေမဲ့အဲ့ဒီအပွားကြီးအထဲမှာသူမျိုးစိတ်ချခဲ့ဘာလဲဆိုတော့ကိုတော့ကျမအမေနောက်ပဲလိုက်တယ်ပြောအမေပေါ့နော်ရောက်ကမှဆိုအမေနောက်ကိုကျမလိုက်မယ်ဆိုပြီးတော့သူကဝိညာဉ်ရဲ့အငယ်ပါတာဖြစ်လိုက်လာခဲ့တဲ့အခါမှာအဲ့ဒီသူ့အမေရဲ့ရောက်ကမှစကားကိုနားထောင်တာဖြစ်တယ်ဟိုမှာအကျွေးချလေးသွားကောက်ပြောမယ်ဆိုသူမျိုးစိတ်ချတာလေသူ့မှာပတ်စံရင်းရှိလို့လားသူ့မှာလည်းဘာမှမရှိသူလည်းမဟုတ်ဆိုးမှာပဲလေသူဘာလုပ်လဲဆိုတော့သူအဲ့ဒီကြံနဲ့အကျွေးကြံပါခလဲကောက်ကင်းကောက်တယ်ခေါ်လားအဲ့ဒါလေးကိုသူကောက်ပြီးတော့သူ့ရောက်ခမကိုသူပြောမလဲမျိုးစိတ်ချတာဟောတာပေါ့မျိုးစိတ်ချတယ်ဆိုတဲ့အထိပ္ပယ်ရလေကိုဘာမှရမယ်လို့မမျှော်လင့်တဲ့အရာဘလို့မှကိုမျှော်လင့်ချက်မရှိတဲ့အရာဘုရားခိုင်းလုပ်တဲ့အရာမျိုးပြောတာဖြစ်အာမင်အဲ့တော့သူကအဲ့ဒါသူမျိုးစိတ်ချခဲ့တယ်မျှော်လင့်ရမရှိတဲ့နေရာမှာလူအနေနဲ့တော့ဘလို့မှမျှော်လင့်ရမရှိဘူးဒါပေမဲ့ဘုရားအကြံစီကသူ့အထဲမှာရှိတာဖြစ်အဲ့တော့သူကဖြစ်သွားလဲဆိုတော့တခင်ယေရှုရဲ့တတ်တော်ဆင်ဘယ်လိုပြောမလဲဆွေစဉ်မျိုးဆက်မှာစရင်ဝင်သွားတယ်အာမင်သူလည်းမကောင်းစားသွားဘူးလားနော်ဘာလဲမြို့ရဲ့ရွာတကြီးရဲ့နော်ဒေတော်တွေပါဖြစ်သွားတယ်အာမင်အဲ့ဒါခဲရင်ဆိုးရကာလမှာချတဲ့မျိုးဆက်ဖြစ်တဲ့ချစ်တော်ညီကိုမောင်တို့သင်တို့ရဲ့အသက်တာထဲမှာအခုစိုးရိမ်ပူပန်စရာရှိပါလိမ့်မယ်
မစိုးရိမ်နဲ့လို့ပြောနေတဲ့အချိန်မှာပဲသင်ကစိုးရိမ်ပါလိမ့်မယ်ဒါပေမဲ့လောကကိုမကြည့်ဘဲနဲ့သင်အမှန်တရားကိုမကြည့်ဘဲနဲ့တမန်တရားကိုကြည့်မယ်ဆိုလို့ရှိရင်သင်တို့ဘုရားသခင်လမ်းလေးတွေပြင်ထားတာအများကြီးရှိတယ်မြင်တတ်ပါစေအာမင်အဲ့တော့ကျွန်တော်ကတော့ဆုံးဖြတ်ချက်ချလိုက်ပြီဒီနေ့နှုတ်ဘတ်တော်ကဘုရားကျောင်းတစ်ခွက်စာနှုတ်ဘတ်တော်ဖြစ်တယ်အာမင်အဲ့လိုပြောလို့တခြားနိုင်ငံပတ်စံတွေမမျှော်လင့်ဘူးတခြားအလူရှင်တွေကျွန်တော်မမျှော်လင့်ဘူးကျွန်တော်တို့ရှိတဲ့အရာတွေကနေကျွန်တော်စပြီးတော့မျိုးစေ့ချမှာဖြစ်တယ်အာမင်မကြခင်မှာကြည့်လိုက် share แล้วကျွန်တော်ငယ်ချင်းကိုဘေးကတကယ်ချင်း share လို့ share ဆိုတာကကျွန်တော်ပြောတဲ့ share နဲ့တင်လို့ထင်တဲ့ share ပွားချင်းပွားမယ်ကျွန်တော်ပြောတဲ့ share ကဘာမျိုးလဲသိလားဘုရားသခင်ဘုန်းတော်ချင်ရှာပြီးအဲ့ဒီဗိမာန်တော်ဟာနိုးထခြင်းနဲ့လုံးဝတုံလုံးမဲ့နေရာဖြစ်တယ်အာမင်ဟိုအစာဘူးတွေငွေကြေးတွေ share ချင်တာမဟုတ်ဘူးအာမင်ဘာ share မှာဆိုဒီဘုရားသခင်ဒီဘုရားကျောင်းတော်ဝင်လာတာနဲ့မျက်မှောက်တော်တွေခံစားလာရမယ်အာမင်ဘာဖြစ်လို့ဆိုယုံကြည်ခြင်းမျိုးစိတ်ချထားတဲ့နေရာဖြစ်တဲ့အတွက်ဟာလေလုယာဒီနေ့ဝန်ခံနေတဲ့အချိန်မှာမျိုးကောင်းကင်တမန်တွေအလုံးရှုံနေပြီအဲ့လိုပြောလို့တချို့ကလည်းဟိုနော်ရည်စရာဖြစ်ချင်ဖြစ်မယ်ကောင်းကင်တမန်ဆိုကျွန်တော်တို့ဘုရားသခင်ထားတဲ့အစေခံနာဝိခြင်းတွေဖြစ်တယ်ကျွန်မကလေသိချင်တယ်လို့ပြောရင်လေကောင်းကင်တမန်တွေမှာဟိုမှာကျွန်မပြောနေသိချင်နေတယ်လို့ပြောရင်ငါတို့သိအောင်လုပ်ရအောင်ဒီလိုပဲပြောမှာဟုတ်တယ်မလားဘာလို့ကျွန်တော်တို့မှာရှိလဲတကူရှိတယ်အဲ့ဒီမှာကျွန်မကဝန်ခံတယ်ဟိုအကြီးချင်းမှာကောင်းကင်တမန်တွေလုံးလုံးနေသေဖို့မဟုတ်ဘူးရှင်ဖို့အာမင်လူပေါင်းများစွာလွတ်မြောက်ဖို့အတွက်ဖြစ်တယ်အာမင်ပျောက်ဆုံးမျိုးဝိညာဉ်ပေါင်းမြောက်များစွာအတွက်ဒီနေရာမှာစတယ်ဒါပေမဲ့အဲ့ဒါကin the beginning ပဲရှိတယ်ကျွန်တော်အစလေးပဲရှိသေးတယ်အဲ့ဒီဘေးမှာမြေခွက်တွေအများကြီးရှိတယ်အဲ့ဒီမြေခွက်တွေအားလုံးသိမ့်ပိုက်မှာဖြစ်တယ်အာမင်ကျွန်တော်တို့မျှော်လင့်ထားတာကရာဂဏန်းစေဂဏန်းထောင်ဂဏန်းကိုတောင်းနဲ့ချီတာမိဂါချက်ဟာလေလုယာအဲ့ဒီမိဂါချက်ထဲမှာသင်တို့လည်းပါဝင်လာရမှာဖြစ်တယ်အာမင်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီအမှုတွေကဘယ်လိုပြုမှာလဲဒီအရာတွေကဘယ်လိုပြုမှာလဲဆိုရင်ကျွန်တော်နှုတ်ဘတ်တော့ဆက်ပြီးတော့တွားရအောင်ဇာခရိခန်းကြီးလေးအငယ်6ဇာခရိခန်းကြီးလေးအငယ်6ဒီနာအောက်ပိုက်လေးပေါ့နော်အောက်ပိုက်လေးခုနပြောလို့နော်ကောင်းကင်တမန်လှုပ်ရှုပ်သွားတယ်လားကောင်းကင်တမန်ကလည်းဒီပါလဲဇေရုဗေလတို့ရောက်လာတော့ထာဝရဘုရား၏နှုတ်ကပတ်တော်မူကားဤအမှုသည်ဘိုးချေအားဖြင့်မဟုတ်အာနာကိုအားဖြင့်မဟုတ်ငါဝိညာဉ်အားဖြင့်ဖြစ်လိမ့်မည်ဟုကောင်းကင်ဘိုးချေရှင်ထာဝရဘုရားမိန့်တော်မူ၏ဒီနှုတ်ကပတ်တော်အားဖြင့်ဒီနေ့အားလုံးကိုဘုရားရှင်ကောင်းချီးပေးပါစေအာမင်ဒီအရာကဘာလဲဆိုလို့ရှိရင်ဘိုးချေအားဖြင့်မဟုတ်အာနာအားဖြင့်မဟုတ်ဘိုးချေဆိုတာလေးဘယ်လိုပြောမလဲအင်းအားတွေဘာတွေပေါ့အရှိအဝါတွေနဲ့မဟုတ်ဘူးဟိုအာနာတွေအမိတ်တွေနဲ့မဟုတ်ဘဲနဲ့ဗာနဲ့ဆိုတန်ရှင်သောဝိညာဉ်တော်ရဲ့တကူအားဖြင့်ဖြစ်တယ်ဟာလေလုယာဒီနေ့တန်ရှင်သောဝိညာဉ်တော်တကူတော်စတင်အလုံးလုံးနေပြီဖြစ်တယ်အာမင်ဟိုဘီလနဲ့9000ကလို့9000ပဲဖြစ်ဖြစ်အဲ့ဒါဂိူးဆိုင်စရာအကြောင်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဖရာသခင်ရဲ့လက်တော်ထဲမှာဖရာသခင်ရဲ့စကားပေါ်မှာကျွန်တော်ရက်တည်တာဖြစ်တဲ့အတွက်အခြေအနေနဲ့မဆိုင်ဘူးအခြေအနေကတော့ဗာလဲအမှန်တရားအခြေအနေကဘာလဲအမှန်တရားအဲ့အမှန်တရားအထက်မှာအမြဲတမ်းသမန်တရားရှိတာဖြစ်တယ်ဟာလေလုယာအဲ့ဒီအခြေအနေတစ်ခုလုံးကိုပြောင်းပြန်လန်နိုင်တဲ့ဖခင်ကိုကျွန်တော်တို့ရထားတယ်အာမင်ဟုတ်ပြီဒါဆိုရင်ဆက်ပြီးတော့သွားကြည့်အောင်အဲ့ဒါဘာလဲဟေရှာယအခန်းကြီး43 18ကနေ19ထိဖြစ်ပေါ်သောအမှုတို့ကိုမအောင်မြင်နဲ့ရှေးကာလအရာတို့ကိုပမာဏမပြုနဲ့ကြည့်ရှုတော့အမှုတွေကိုငါပြုမိယခုပေါ်လာလိမ့်မည်သင်တို့သည်အမှန်တရားလိမ့်မည်အကန့်စစ်စစ်တောနိုင်လန်းကို၎င်းလွေပြင်၌စီးသောရေကို၎င်းငါဖန်ဆင်းမည်အလုံးလက်ဖို့ပြီးထော်ပြရလို့ချီးမွမ်းရအောင်ဟာလေလုယာဖြစ်ဘူးလို့ရလို့မအောင်နေနဲ့အိုးမြန်မာပြည်ကဒီလိုမျိုးတွေလောက်လာတာဘယ်တော့မှဖြစ်နိုင်မှာဘူးလို့သင်အတိတ်ကအကြောင်းတွေကိုမစင်စားနဲ့သင်အနာဂတ်ကိုကြည့်အောင်အတိတ်ကိုမစင်စားနဲ့အိုးငါကတော့မိဘကလည်းမပြည့်စုံဘူးပညာကလည်းမတတ်ဘူးအိုးငါကဘာမှမငါကလည်းအပြည့်ရမ်းရတဲ့သူဖြစ်ပူးတဲ့အရာတွေကိုမအောင်နေနဲ့အချင်းချင်းနှုတ်ဆက်ပေါင်းဖြစ်ပူးတဲ့အရာတွေကိုမအောင်နေနဲ့လို့ကြည့်ရှုတော့အမှုတွေကိုငါပြုပြီအာမင်လက်မပြေတော့အမှုတွေကိုဘုရားသခင်ပြုမှာဖြစ်တယ်ဟာလေလုယာသင်ဘဝအသက်တာထဲမှာဘုရားသခင်အမှုတွေကိုပြုမှာဖြစ်တယ်အာမင်ယခုပေါ်လာမယ်ပြောပါဦးယခုပေါ်လာမယ်ဒါလည်းဆိုဖခင်စကားအခုပေါ်လာပြီအာမင်ဒီနှလုံးသွင်းတော်ကိုသင်နှလုံးသားထဲမှာမျိုးစိတ်ကြောင်းလဲအပင်ပေါက်တည်ချစ်တင်ဆွဲမှတ်ပါခက်ခဲရကာလမှာပဲသင်ရှံထွက်လာလိမ့်မယ်အာမင်သင်တို့ဒီအမှန်မြင်ရလိမ့်မယ်ဘုရားသခင်မလွယ်ဘူးဘ
ဖျားတကယ်မညာဘူးလို့ယုံနေခုနလည်းဆိုသွားပြီဖျားတကယ်ညာတတ်လားမညာဘူးအမှန်သိရမယ်ပြောမယ်မသိခင်တွေ့ရမယ်မြန်မာပြည်ကောင်းစားတာအာမင်ကောင်းချီးပါသလားကျွန်တော်အရှိန်ယုံတယ်တကယ်ယုံတယ်ကောင်းစားမယ်ကျွယ်ဝမယ်ညံ့တာရမယ်အာမင်မြန်မာပြည်လို့ပြောတဲ့အခါမှာသင်ကမပါတဲ့ပုံစံနဲ့မနေနဲ့သင်ကမြန်မာပြည်ထဲမှာနေနေတာလေဟာလေလုယာသင်အာမင်ဘုရားသခင်အမှုပြုချင်တာလေအာမင်သင်ကစပြီးတော့ကောင်းချီးဖြစ်ချင်တာလေဘုရားသခင်ကအာမင်သင်ကိုကြည့်ပြီးတော့လူတစ်ပါးအားကြဖို့တော့မြန်မာပြည်မှာသင်ကိုစမှာဖြစ်တယ်ဟာလေလုယာအဲ့ဒါစစ်တောင်းနိုင်လမ်းကိုတော့လွင်ပြင်၌စီးသောရေကိုတော့ငါဖန်ဆင်းနေတယ်စဉ်းစားကြည့်အောင်တောထဲမှာလမ်းနေရဖြစ်ဖို့လွယ်လို့လားကျွန်တော်တို့အခုတောဘက်ကိုသွားမှလေတောမှာလမ်းဖြစ်ဖို့တော့တော်တော်ခက်တယ်ဒါပေမဲ့အဲ့ဒီခေတ်တော့ဆိုပူဆိုးလားပူဆိုးတယ်ကျွန်တော်တို့အခုလိုဘော်ဒူဇာတွေလည်းမရှိဘူးလေနော်ပြီးရင်ကလည်းကက်တရားတွေပါတယ်လည်းမရှိသေးတဲ့အခါမှာဘလောက်ခက်ခဲလဲဒါပေမဲ့အဲ့ဒီတောလိုခက်ခဲတဲ့နေရာမှာလမ်းဖြစ်စေမဲ့ဘုရားဖြစ်တယ်အာမင်လွင်ပြင်ဆိုတာရေစီးရိုးထုံးတာမရှိဘူးလေခန္ဓာရမှာဟုတ်တယ်မလားဒါပေမဲ့အဲ့ဒီလွင်ပြင်မှာလည်းစီးတဲ့ရေကိုလည်းငါဘာလို့မှလည်းဖန်ဆင်းတယ်အာမင်ဘုရားသခင်ကဖန်ဆင်းနိုင်တော့ဘုရားဖြစ်တယ်အာမင်ခုနကတော့ကျွန်တော်ခဏခဏပြောတယ်နော်ပေတယူကငါးဖမ်းတဲ့အခါမှာရုပ်ပြည့်ကြီးငါးတွေကတွေးဆိုရောက်လာတာမဟုတ်ဘူးငါးတွေအဝေးမှာသွားပြီးတော့ယေရှုခရစ်တော်ကဒီမှာချလိုက်လို့ပြောလို့ငါးတွေကလာပြီးတော့အဲ့ပိုက်ထဲကိုဝင်လာမဟုတ်ဘူးဖန်ဆင်းလိုက်တာပြောကြည့်ပါဦးဖန်ဆင်းလိုက်တာပိုက်ထဲမှာငါးတွေကဖန်ဆင်းခြင်းခံရတာဖြစ်တယ်အာမင်အဲ့လိုပဲဘုရားသခင်ကဒီအမှုတွေကိုဖန်ဆင်းပေးမှာဖြစ်တယ်အာမင်အခက်ခဲဆုံးကာလမှာသင်ကျေးဇူးတော်များများချီးမွမ်းလို့ရှိရင်ကောင်းခြင်းမင်္ဂလာကသင်လွယ်အိတ်ထဲမှာမဟုတ်ဘူးသင်အိမ်ထဲမှာမဟုတ်ဘူးသင်တိုင်းနိုင်ငံကိုပါရှန်ထွက်စေမှာဖြစ်တယ်အာမင်အဲ့ဒီကခေါ်ပြရနာမှာပုံကြည့်ပါစေအမေတခုလို့ရှိတဲ့ချင်းတော်ကြီးကမှငါသင်ကလေစိုးရိမ်စိတ်မရှိဘူးလို့လေဘာလို့လဲတဲ့ကျွန်တော်လူတွေတော်တော်များများကိုထိခိုက်နာခြင်းမှာရမစိုးလားတခုခုဆိုလို့ရှိရင်ကိုအတွက်ပဲတွက်တယ်မဟုတ်ဘူးလားဒါတော့ရင်ငါအတွက်ဘယ်လောက်ကြံမလဲမစင်စားဘူးလားကိုထိခိုက်နာခြင်းမှာလူတိုင်းကမကြောက်ဘူးလားအဲ့ဒီဟာကိုသင်ပေါင်းကိုချိုးလိုက်ပါယေရှုခရစ်တော်ပြန်ဒီလောကကိုကြွလာတဲ့အခါသူ့အတွက်စဉ်းစားလားမစဉ်းစားဘယ်သူ့အတွက်စဉ်းစားလဲကျွန်တော်တို့အတွက်စဉ်းစားခဲ့တာဖြစ်တယ်သင်လည်းအဲ့ဒီနှလုံးသားမျိုးရှိမယ်ဆိုရင်သင်ကတကယ်ကိုဘယ်လိုပြောဘုရားခင်ကြီးမားစွာအသုံးပြုမဲ့သူဖြစ်တယ်အာမင်တခါတလေမှာကျွန်တော်တို့နှလုံးသားတွေကလေဘယ်လိုပြောမလဲပုံမှန်လေးရှင်းဖြစ်မှုတဲ့ပုံစံနဲ့အမြဲတမ်းသွားတတ်တယ်ဒါပေမဲ့တစ်ခါတလေမှာချိုးဖက်ခြင်းခံရတဲ့အခြေအနေရှိတယ်။နာကျင်ရတဲ့အရေးတွေရှိတယ်။ဘာဖြစ်လို့လဲဆိုတော့သင်ကိုအရေးထူးစေခြင်းတာဖြစ်။အာမင်။သင်ရဲ့အားနဲ့ခြင်းကဘုရားပဲဖြစ်ပါစေ။ဒီနေ့တော့ကျွန်မကိုစုံလင်းထိုင်းတဲ့စကားပြောတယ်။သင်ကငွေချင်းကသင်အတွက်အားနဲ့ချက်လို့ထင်နေရင်ပြောမယ်။ဟဲ့အားကိုတက်ဆိုလို့နော်ငွေတော့မချိနဲ့အဲ့လိုလူတွေမရှိဘူးလား။ငွေသားလည်းအမိငွေသားလည်းနော်အဖဆိုပြီးငွေအတင်းမရှာဘူးလား။အဲ့လိုဆိုသူကငွေရသူ့ရဲ့ဘုရားသခင်ဖြစ်နေတယ်လေ။ဒါဆိုစာရန်ကလည်းသိတယ်။ကောင်းကောင်းသိတယ်။သူ့ကိုငွေနဲ့နှုတ်လိုက်ရင်တော့လဲမှာပဲ။ तू သိတယ်မသိဘူးလား။အဲ့တော့သူ့ဘာနဲ့လုပ်လဲ။ငွေနဲ့လုပ်တယ်။တချို့ကဘာလဲဆိုတက်ခါနဲ့ဟဲ့အသေးတာခံမယ်နော်။ငါတက်ခါတော့လာမချိနဲ့။ငါကတက်ခါအကြမခံနိုင်မရှိဘူးလား။ဒီနဲ့တက်ခါတွေဘုရားကိုပေးလိုက်ပါ။အာမင်။ဒီကငွေကြေးအားလုံးကိုဘုရားလက်တော်ထဲမှာပုံမှန်လိုက်ပါ။အာမင်။တခါလေမှာဗလိုင်းရင်ပြောခံရတာရှိ။ဗလိုင်းဘယ်လိုပြောရမလဲစော်ကားခံရတာရှိဒါပေမဲ့အဲ့ဒါကိုမဖြေရှင်းပါနဲ့အဲ့ဒီအရာပေါ်မှာကိုယ်ပြောတဲ့သူလည်းကျမတို့တွေဘယ်လိုပြောမလဲသူ့ကိုလည်းဘယ်လိုပြောမလဲဘယ်လိုမချီအောင်ပါနဲ့သူအဲ့လိုပြောတဲ့ပေါ်မှာလည်းသင်ဘာမှမခံစားပါနဲ့ဘာဖြစ်လို့ဆိုငါ့ကိုပြောတယ်ငါ့အိမ်မှာလုပ်ရတယ်ဆိုတာကလေဘုရားစီကလာတာမဟုတ်စာတန်စီကလာတာစာတန်ကဘာပြောလို့ဆိုငါပလင်ကိုငါကြည့်မယ်ငါပြောတာဖြစ်တဲ့ငါကတည်သွားပြီပြောချင်လားကျမရဲ့ငါတည်သွားပြီလားကျမတခုတက်တဲ့ခံခြင်းကျမကဘာတက်တဲ့ခံခြင်းလဲဆိုကျမဒီနေ့ကိုရက်တည်နိုင်ခြင်းလားအဲ့ဒီစကားအားဖြင့်တကယ်ဖြစ်တာဖြစ်ဘုရားစကားဖြစ်တယ်ကျမဆရာလိုက်နဲ့အိမ်အောင်ကြားတဲ့အခါမှာတည်ခြင်းတော့အောင်လေစိတ်တည်ခြင်းနဲ့တည်လိုက်ရင်လည်းလွတ်မြောက်သွားမယ်ကျမတို့အထောက်အပံ့မရှိဘူးဘာဖြစ်လို့ဆိုတော့ကျမကတန်တဲ့တည်းဒီမှာလာရတယ်ပြီးရင်လက်လာမျောလိုမျိုးလေးဘာမှမရှိဘူးပတ်စံလည်းမရှိဘူးမိဘအတိုင်းဝိုင်းလည်းမရှိဘူးဘာမှမရှိဘူးကျမမှာသမီးလေးတယောက်ရှိသမီးကလည်းအရွယ်မရောက်သေးဘူးเนาะတနေ့ကျော်လေးပဲဖြစ်တယ်ကျမသေချင်လောက်အောင်စိတ်ဆင်းရဲတယ်အဲ့ချိန်မှာကျမဘုရားကိုပြောတယ်ကိုတော့ကျမသေချင်လိုက်တာကျမကိုကောင်းကင်နိုင်ငံမြင်မြင်ခေါ်ပါဘာလို့เนาะကောင်းကင်မြင်မြင်သွားချင်တယ်ဆိုသူတို့เนาะကောင်းကင်နိုင်ငံမှာအေးဆေးဖြစ်သွားမှာဒီမှာဒီလောကကြီးမှာကျမမခံနိုင်တော့ဘူးမြင်မြင်သေချင်တယ်လို့ပြောတဲ့ခါမှာဓာတ်ပြန်မှာ
သေလိုက်လေတဲ့။အစားဆုံးနားလာကြည့်နော်သေလိုက်လေတဲ့။ဒါပေမဲ့ဘယ်လိုပြော။ဒါပေမဲ့သေရင်တော့ငါအထဲမှာသေတဲ့။ဒီအပြင်မှာမသေနဲ့ငါအထဲမှာသေတဲ့။သူ့အထဲမှာသေဆိုတဲ့အခါမှာလူတွေတယောက်မှတုံ့ပြန်နိုင်မှုရှိလား။ငါ့ကိုပြောတယ်လို့ရှိလား။ငါ့ကိုဆိုတယ်ဆိုလို့ရှိလား။မရှိတော့ဘူးဒီတိုင်းပဲ။တကယ်ရောကျွန်မယေရှုခရစ်တော်အားဖြင့်ကျွန်မကအသေးဖြစ်သွားပြီ။ဘယ်ထဲမှာလဲဆိုတော့ခရစ်တော်အထဲမှာဖြစ်တယ်။အာမင်။အဲ့ချိန်မှာကျွန်မစဉ်းစားရမှာကျွန်မနာကျင်တိုင်းမှာငါကတည်ခဲ့ပြီးပြီပဲ။အဲ့ပြန်တည်ရတယ်။ဒါပေမဲ့ကျွန်မကလည်းလူသားဖြစ်လို့တစ်ခါတခါထားတယ်။ဘာလဲ။သေနာထားတာ။သေနာနေထားတာလားတော့နော်သေထားတယ်။အဲ့ဒါဆိုကျွန်မအရင်စွာတယ်။စွာတယ်နဲ့မှအရင်ပါတယ်။ဆက်ဆက်တိမခံတဲ့တဲမှာပါတယ်။မနေ့ကဒါနဲ့လမ်းကြုံပြောရမနေ့ကကမင်းချောင်းမှာလူတွေပေါ့နော်အဲ့တင်တဲ့3ရက်လောက်တာပေါ့4ရက်စုစုပေါင်းလို့တော့အသေးခံကြတဲ့အခါမှာကဲဘာလဲဝါချောင်းကဖွဲ့တယ်အသေးခံတယ်ကျွန်မဒီနေ့ကစပြီးယောက်ျားကိုမရိုက်တော့ဘူးဗျာဟာသူတို့ယောက်ျားကိုရိုက်တယ်ဆရာမကဘလူရိုက်တော့ဆိုပြီးမလို့အော်ဒီရိုက်တာချောင်းနဲ့ကန်နာအော်အဲ့လိုမျိုးလားကြောက်ချင်တာဒီလိုပါစွာတဲ့ထဲမှာပါတယ်ဒါပေမဲ့သူအဲ့လိုမျိုးတော့မလုပ်ပါဘူးပေါ့နော်သူ့အနေနဲ့အဲ့လိုလုပ်ချင်တာလည်းအများကြီးရှိတယ်ဆက်ဆက်တိမခံပေါ့ဒါပေမဲ့ကျွန်မဘုရားကိုရောက်သွားတဲ့ချိန်ကစပြီးတော့အဲ့လိုမျိုးဘယ်လိုပြောမလဲစစ်ဆေးခြင်းတွေပေါ့မဟုတ်မခံစိတ်ဆိုတာကျွန်မမှမရှိတော့မဟုတ်ရင်လည်းခံဟုတ်ရင်လည်းခံပဲဘာဖြစ်လို့လဲဆိုတော့ကိုယ့်အားဖြင့်မတတ်မရှင်တော့အဲ့ဒီမှာဘာရလာလဲဆိုတော့ကျွန်မအဲ့ဒါပါလို့ဆိုကျွန်မရဲ့ငါဆိုတာကိုဘုရားရဲ့အထက်မှာမျိုးစေ့ချလိုက်ဘုရားရဲ့မျိုးစေ့ပြန်ပေါက်လာတာငါမျိုးစေ့ပြန်မပေါက်လာအဲ့ဒီမှာဘာဖြစ်လာလဲဆိုတော့ဘုရားသခင်ကကျွန်မကိုအမှုတော်မှာသုံးဖို့ရဖြစ်လာခဲ့အာမင်ကျွန်မကမောင်းတဲ့ကိုမလို့နိုင်ဘူးကျွန်မကမောင်းတဲ့ကိုဘယ်လိုပြောမလဲလောကနာကြည့်တယ်ဒါပေမဲ့ဘုရားစကားခွန်းလို့လာလို့ပြောတဲ့အခါမှာကျွန်မခွန်းလို့ဖို့ပဲလေပြန်မြင်လားမသိဘူးဥမာတနေ့ကုန်ပင်ပန်းပြီးတော့နော်ငါဖမ်းနေရတာစက်ဖမ်းချင်နေလားမဖမ်းချင်တော့ဘူးဒါပေမဲ့အခုပဲတော့ရင်ထဲရောက်ချတော့ချလိုက်တော့ငါတွေမရလာဘူးလားချလာတယ်ကျွန်မလည်းဒီယောက်ျားကိုထားခဲ့ပြီးတော့ပြေးဖို့စဉ်းစားတာပြေးဖို့စဉ်းစားတာအလုံးသိတယ်ကျွန်တော်သိတယ်ကျွန်မအကြောင်းနေနော်ဒါပုံမြင်ဖို့ဒီကဖြစ်ပြတယ်နော်ဒါပေမဲ့ဘုရားသခင်ကကျွန်တော်ကိုပြောတယ်တမစကားတမတရားဘုရားစကားကျွန်တော်ကိုရောက်လာတဲ့အခါမှာကျွန်တော်ဗာလဲဒီယောက်ျားရဲ့အသက်တာထဲမှာကျွန်တော်မျိုးစိတ်ချတဲ့အခါဘုရားသခင်ကဒီခမွန်းတယ်ကိုပြောင်းလဲရုံတော့မကောက်အမှုတော်ဆောင်တဲ့ဒီဘုရားသခင်လှုပ်ဆောင်ပေးတာဖြစ်တယ်အာမင်ကျွန်တော်ကသူ့လောက်တော့ကျမ်းစာသိမဖတ်နိုင်တော့ဒါဆိုသူ့စီမှာကျွန်တော်ကျမ်းစာအုပ်လို့ပြောတယ်ဘာလဲလို့ပြောတော့ဒီလိုကျွန်မကကျမ်းစာဒီလိုမျိုးတွေသိတယ်ဒီကျမ်းမျိုးတွေကျွန်တော်ခင်းနှန်းနေမိတဲ့အခါသူကနည်းနည်း ready ထွက်လာတော့ဘုရားသခင်ကပြင်ဆင်ပေးတာဖြစ်တယ်အာမင်ဒါကြောင့်တဲ့အခက်ခဲဆုံးပြဿနာကဘာဖြစ်လဲခုစဉ်းစားရအောင်ငွေကြေးလားကျမ်းမာရေးလားလူမှုရေးလားအိမ်ထောင်ရေးလားဘာလဲအဲ့ဒီထဲကနေပြောင်းပြန်လာကောင်းကြီးဘုရားသခင်ပေးမှာဖြစ်တယ်အာမင်အဲ့ဒီထဲကနေဘုရားသခင်ကပြောင်းပြန်လန့်ပြီးတော့တင့်ကိုကောင်းကြီးမင်္ဂလာဖြစ်ရှံထွက်ပေးမှာဖြစ်တယ်အာမင်အခုကျွန်တော်အခြေအနေကတော့အားရစရာဘာမှမရှိဘူးသတင်းပြန်ပြဘာပဲပြဖတ်လိုက်လို့ရှိရင်ဒီဘာဖြစ်လဲစိုးရိမ်ခြင်းပူပန်ခြင်းတွေကြောက်ရွံ့ခြင်းတွေပဲရှိမယ်ဒါပေမဲ့အဲ့ဒါတွေကိုမစင်စားနဲ့ဒီနေ့တင့်အတွက်သမတရားရဲ့ဖျားစကားရှိတယ်အဲ့ဒါကဘာလဲဆိုရင်စိတ်ချလိုက်ဘယ်ရတဲ့ငယ်ချင်းကိုပြောပါစိတ်ချလိုက်အဲ့အစားကိုပြန်သွားရအောင်တင်းနဲ့လေးကိုပြန်သွားရအောင်တမန်တော်အထွက်ကဲခြင်းပဲဖေးလားနောက်တမန်တော်ကနေထာဝရငရဲကနေတော့ကဲခြင်းပဲဖေးလားတင်ယခုလက်ရှိနေတဲ့အခြေအနေကိုလည်းမကယ်တင်ပဲနဲ့မနေဘူး။တင်ကကယ်တင်ခြင်းခံရတာလည်းမဟုတ်ကယ်တင်ခြင်းတို့ရောက်နေပြီ။ဒီကရေကန်ထဲကနေတင်ကိုဆယ်ပြီးတော့တင်ကအသက်ဘေးကလွတ်ရုံနေမကအဝတ်စားလဲပြီးတော့ဟိုမှာကော်ဖီလေးတောက်နေတဲ့အခြေအနေဖြစ်တယ်။ဥပမာတင်ကရေနစ်သွားတာဆိုပါစို့ရေနစ်သွားတော့လူတယောက်ကတင်ကိုရေထဲမှာတင်ကကယ်ပါဆိုတဲ့ကယ်တင်ခြင်းကိုတောင်းခံရမယ့်အခြေအနေမဟုတ်တော့ဘူး။တင်ကအဲ့ရေထဲကနေကယ်ပြီးတော့မအဲ့ကဲဘာညာလုတ်ပြီးတော့တင်းကိုအဝတ်စားလဲပြီးဟမ်ဒီစပြင်းနေကော်ဖီအောင်နေပြီနည်းနည်းအေးပတ်သွားလို့အာမင်မြန်မာသလားချစ်တော်ညီကောင်မှာဘုရားသခင်ကတင်းကိုအဲ့အခြေအနေရောက်နေဆိုတင်သိစေချင်တာအဲ့ဒါယူတင်ကစိတ်ပူပြီးညားတယ်အဲ့မပြောယောဂတိုးမယ်အစ်စင်းနေအောင်ဘုရားသခင်ချင်းပြောအစ်စင်းပဲနော်ဒါပေမဲ့ကဲတင်ချင်းတစ်ခုတည်းမဟုတ်တော့ဘူးတင်းကိုရှံထွက်ကောင်းကြီးဖြစ်တဲ့ဘုရားသခင်ကနေ့ရက်တိုင်းမှာတမန်တရားနဲ့သွားစေချင်တာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတင့်ကိုကြည့်ပြီးလူတွေကအားကြရတဲ့တရားဖြစ်လာဖို့ဘုရားသခင်လိုရှိတာဖြစ်တယ်။အာမင်။သင်ကတယောက်လည်းပဲကောင်းကြီးခံစားချင်တာလားဒါမှမဟုတ်တင့်အားဖြင့်လူမျိုးတွေကတင့်အားဖြင့်တင့်ရဲ့ရက်ွက်မြို့ရွာတိုင်းနိုင်ငံကိုကောင်းကြီးခံစားစေချင်တာ။အာမင်။အဲ့ဒါမကြည့်ပဲနဲ့ကျွန်တော်တို့သခင်ယေရှုရဲ့လမ်းကိုလိုက်ရ
အဲ့မှာဘာလို့ဆိုတကယ်ယေရှုကငါဒီအသက်ဖြစ်တယ်လမ်းကြီးလို့လမ်းကြီးပြောကြည့်ပါလမ်းကြီးဆိုတော့သင်ကလည်းအဲ့ဒီလမ်းကိုပဲရှောက်ရမှာပဲဟုတ်တယ်မဟုတ်လားတကယ်ယေရှုရှောက်တဲ့လမ်းကိုပဲသင်ရှောက်ရမှာပဲလေဟုတ်တယ်မဟုတ်လားဒါဆိုတကယ်ယေရှုရဲ့အကြောင်းကိုလည်းတို့တို့ပြန်ပြီးတော့စဉ်းစားကြည့်ရအောင်လောက်ဝါကားတိုင်းမှာမျောလင်းချက်မဲ့သွားပြီမဟုတ်ဘူးလားဒါမှသူ့ရဲ့အနာဂတ်ကိုတော့သူသိလားတကယ်ယေရှုသိလားသိတာပေါ့စဉ်းစားနေတယ်တကယ်ယေရှုကသူ့အနာဂတ်ကိုသိလို့တော့သူကပြောတယ်3ရက်ကြာဆုံးနေ့မှာရှင်ပြန်ထောက်မြောက်မယ်လို့တော့ပြောထားတယ်မဟုတ်ဘူးလားဒါပေမဲ့သူကျန်တဲ့လူတွေယုံလားမယုံဘူးမယုံလို့ဘာလုပ်လဲမှာချက်တွေပါလေနော်တုံတဲ့ချိန်မှာကျွန်တော်မသိဘူးဆိုထွက်ပြေးတဲ့သူနဲ့ဟုတ်တယ်မဟုတ်လားငင်းတဲ့သူတွေဘာဖြစ်လို့ဆိုအဲ့ဒါကိုမယုံကြည်နိုင်လို့လေဒါဆိုရင်တကယ်ရှုရဲ့အခြေအနေကိုကြည့်အောင်ရေးလဲရက်ဆက်ဆက်နှွာချင်းခံရပြောလို့ဆိုရိုက်ချင်းခံရသူ့မှာမရှိတယ်လူတွေအမြင်မှာပေါ့ဘာတကုံးမှလည်းမရှိတော့ဟုတ်တယ်မလားသူ့တပည့်တွေကလည်းသူ့ကိုပြစ်သွားပြီနော်သူကဘာမှမဟုတ်ဘူးလို့အားလုံးကမြင်နေပြီးတော့ပြောလိုက်သေးတယ်ဟုတ်ပါအောင်ဟောပါအောင်ဖယားဆိုအဲ့တိုင်မှာဆင်းလာလေမလောင်လားလောင်နေသူမခံရဘူးလားဒါပေမဲ့သူငါခံရတယ်ဆိုတော့မျိုးတွေးလားဘယ်ဟာလေးကြည့်ကြရမယ်သိနိုင်ဆိုတကယ်ရှိပါပြောတယ်အဖသူတို့ရဲ့အပြစ်ကိုလွတ်ပါသူတို့ဘာလုပ်နေလဲဆိုတော့သူတို့မသိတဲ့အတွက်ကြောင့်ဒါဆိုသူခံရတာလေသူခံရတယ်လို့မြင်လားမမြင်ဘူးသူနာကျင်ရတာကိုနာကျင်တယ်လို့မြင်လားမမြင်ဘူးအဲ့ဒါချစ်ချင်းမြတ်တာဒီခတ်တိုင်းတော့ရာလို့ကိုဖုံးအုပ်တဲ့တယ်လို့ပြောတာဖြစ်ဘုရားရဲ့မြတ်တာကဖုံးအုပ်ခြင်းခံရတယ်အာမင်အဲ့တော့လူနေတဲ့မျောလေးချက်ကိုနောက်ဆုံးနဲ့လောကကားရဲ့မော်ရောက်တဲ့ဒီလူတွေကစိတ်ဝင်စားတယ်အေးသူကအရာရာကိုတတ်နိုင်ခဲ့တာနော်ဒေတဲ့ဟိုလာဇရုပုတ်နေတဲ့လာဇုတော့အပြန်ရှင်လုပ်နိုင်တာဆိုတော့သူလောကကားရဲ့မော်များဆင်းလာမလားဆိုပြီးလူတွေကစိတ်ဝင်စားဘူးလားသင်ကအဲ့အခြေအနေမှာဆိုလို့ပဲတွေးမိမှာပဲလေဟုတ်တယ်မလားဒါပေမဲ့တကယ်ချွတ်ဆင်းလာလားမဆင်းလာခဲ့ဘူးအဲ့မှာ finish ဆိုတာမပြောလိုက်သေးဘူးအဲ့တော့သူကလို့အလားကလည်းဖြုတ်ထုတ်တဲ့အခါမှာမျောလင်းချက်ကတင်းနှန်းကုန်းရဲ့ဂူထဲတောင်ရောက်သွားပြီမျောလင်းစရာရှိသေးလားမရှိဘူးမျောလင်းစရာမရှိတော့တဲ့အချိန်မှာပဲတကိုးတော်ကစတင်တာဖြစ်တယ်ရှင်ပြန်ထမြောက်ခြင်းတကူတော့အာမင်အဲ့ချိန်မှာလူတွေအားလုံးကပြီးပြီ finish ဆိုပြီးတော့ပြီးပြီတကယ်ရှိတော့ finish နော်ဒါပေမဲ့လူတွေကလည်းသွားပြီတကယ်ရှိပြောတဲ့ finish ဆိုတာငါအမှုတွေအားလုံးလောက်ဆောင်ပေးပြီလို့ပြောတာဒါပေမဲ့လူတွေကကျတော့သွားပြီငါမှမျောလင်းချက်မရှိတော့ဘူးလို့တွေးတာဒါပေမဲ့ဖခင်အမြင်နဲ့လူမြင်တူလားမတူဘူး3ရက်မြောက်တဲ့နေ့မှာသူပွင့်ပြီးတော့ထွက်လာတယ်ဖခင်ဖြစ်တယ်ဟာလေလုယာသင်ဇာတ်တဲ့ဘုတ်ကိုကြည့်တဲ့အခါမှာဇတ်သိမ်းကောင်းဖို့ရန်ကြီးကြည့်တယ်ဇာတ်လိုက်ရဲ့အစမှာကောင်းချင်မှကောင်းနိုင်မယ်ခံချင်ခံရမယ်ဒါပေမဲ့ဇတ်သိမ်းကောင်းဖို့တော့ဘုရားသခင်အမြဲတမ်းဇတ်ညွှန်းကောင်းရေးထားတာဖြစ်တယ်အာမင်အဲ့တော့ဘုရားသခင်ဇတ်ညွှန်းကောင်းရေးထားတယ်ယုံကြည်ပါသလားဘုရားဒီလိုမျိုးအခြေအနေနဲ့ဘယ်တော့မှဇတ်သိမ်းသွားရမှာမဟုတ်ဘုရားရဲ့ဘုန်းတော်ထင်ရှားပြီးတဲ့အခါမှာလူတွေရှိဘုရားရှိမှသက်သေခံရတဲ့ဒီဘုရားသခင်တွေကိုချီးမြှောက်ကောင်းချီးပေးမှာဖြစ်တယ်အာမင်သူများကိုမကြည့်နဲ့ကျွန်မကိုလည်းကြည့်ပါကျွန်မလည်းအဲ့ဒီအနေထားပါမျောလေးချက်မဲ့တဲ့အနေထားကနေဒီနေ့ဘုရားအမှုတော်မှာဂျေဇုတော်တက်ချောင်းအမှုတော်ဆောင်နိုင်ခြင်းဖြစ်ပါတယ်အာမင်အဲ့တော့တကယ်ရှုဘုရားမှာလည်းတကယ်ရှုလိုက်လောကကိုဆင်းလာတဲ့အခါမှာဒီလိုမျိုးပဲမျောလေးချက်မဲ့တယ်လို့ထင်ရတယ်ဒါပေမဲ့ပြန်စဉ်းစားလိုက်ကြည့်လုံးဝအော်ွယ်နာမတကာတို့ထက်ကြီးမြတ်သောနာမသေခြင်းတရားကိုအောင်မြင်ပြီးတဲ့အခါမှာရှင်ပြန်ထမြောက်ခြင်းတို့ကိုတော့ ਨੇ ပြန်ပြီးတော့အသက်ပြန်ရှင်လာနိုင်တာဖြစ်တယ်အာမင်အဲ့ဒီနာမကြောင့်ခုလူတွေအများကြီးလုံးမြောက်ကြတယ်ကျမ်းမာခြင်းရကြတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီဖခင်ကိုပိုင်ဆိုင်ထားတာဘာလို့လဲဘုရားမှာဒီနေ့နားထောင်တဲ့သူအလုံးသိနေဆိုင်တယ်ဟိုငါတို့ကတော့တခြားဘာသာမလို့နော်ငါတို့နဲ့မဆိုင်ဘူးသူတို့မချင်းပါနဲ့ညီဆန်းကြည့်ပါအဲ့ဒီဖခင်ကလက်ဝါးကားတဲ့မှာအသေးခံကတာတင်းအတွက်လည်းပါတယ်အခုလိုခဲရင်ဆိုးရကာလမှာတင်းပို့ပြီးတော့မြည်ဆန်းတင်တယ်ဟုတ်လားတင်းပို့ပြီးတော့အဲ့ဒီဖခင်စီမှာတင်းအခုညီတောင်းတယ်ပြောမယ်ဆိုအဲ့ဒီဖခင်ကိုတင်းမြည်ဆန်းတင်တယ်ဘာဖြစ်လို့ဒီချိန်မှာမျောလင်းချက်မရှိတော့ဘယ်နေရာမှမရှိတော့အကြီးမားဆုံးနိုင်ငံတွေတော့ချနေကြပြီဆိုတော့ပြီးသွားပြီဒါပေမဲ့မျောလင့်စရာဘုသူစီမှာရှိတယ်ဆိုယေရှုခရစ်တော်ဘုရားစီမှာရှိတာဖြစ်တယ်အာမင်မျောလင့်ခြင်းရဲ့အရှင်ဖြစ်တယ်အာမင်ဒါဆိုကျွန်တော်တို့ယေရှုတော်ချင်းမွန်းစရာကဘာလဲဆိုတော့မြန်မာနိုင်ငံကဖြစ်နေရတာယေရှုတော်ပဲအာမင်အာမင်ထုံးနိုင်ပါသလားအာမင်ဘာဖြစ်လို့လဲပြန်စဉ်းစားရအောင်စင်ကာပူမှာရေပြတ်သွားလို့လို့အဲ့ဒီအမြင့်ကြီးတွေလေနော်ဘာတော့ဒီမှာနော်ရေတွေပြတ်သွားပြီဆိုရင်ဘယ်လိုလုပ်စီနဲ့မောင်းတင်ရတာလေဟုတ်လားပြီးရင်မီးတွေကလည်းစီနဲ့လောက်တာလေဟုတ်တယ်မဟုတ်လားအဲ့ဒါကြီးပြတ်သွားပြီလေဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံကတော့ easy ပဲဟုတ်တယ်မဟုတ်လား
တကယ်တော့စီနဲ့တင်လို့မြန်ချောင်းမှာသွားကူလို့ရတယ်အာမင်ရှင်ရောတောက်ဆရာမရှိဘူးလားရှိတယ်ဒူပေတာကိုမခံဘူးလားခံတယ်ကျွန်တော်ဘိုက်တွေကတန်မဏိဘိုက်တွေဖြစ်တယ်ဟာလေလုယာရေမဆေးပဲနဲ့လည်းစားလို့ရတယ်ဒီဟုတ်လားသူတို့ဆိုရေဆေးမှရေမဆေးလိုက်ပါဘူးအမလေးနော်ယောဂပိုးဝင်မယ်ရေမချိုးလဲသူတို့နေနိုင်လားမနေနိုင်အဲကုန်းထဲမှာမြဲနေရတော့အေးလေးနေရကျွန်တော်တို့အေးဆေးပဲရက်တောင်းနေတယ်အာမင်ဖျားပေါ်မှာလည်းအေးဆေးပဲမြန်မာနိုင်ငံသားတို့ဘုရားသခင်အထူးလေးကျင့်တာအထူးကွန်မန်ဒိုတွေအာမင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဘုရားသခင်အထူးသုံးပြုခါမှာဖြစ်တဲ့အတွက်ကြောင့်အာမင်အာမင်စဉ်းစားကြည့်ပါစဉ်းစားကြည့်လို့ရှိရင်ကျေးဇူးတော်ချီးမွမ်းစရာတွေကြီးပဲဟာလေလုယာလူမင်းသားတို့နဲ့ထိုင်ရတော့အခွင့်ပေးမှာဖြစ်တယ်သင်တို့ယုံလာတော့မသိကျွန်တော်အရင်ယုံနေတယ်ဘုရားရဲ့လက်တော်ကိုမြင်နေရတယ်ကြည့်လိုက်မယ်ငါတို့တော့ဒီလိုဖြစ်နေတာသူတို့နိုင်ငံအေးဆေးပဲဆိုဖြစ်လာလိမ့်မယ်အာမင်ကျွန်တော်ပြောမယ်အဲ့ဒီအုပ်ချုပ်တယ်ဆိုတော့ဘုရားသခင်အခွင့်ပေးလို့ဘုရားသခင်ထားလာတာဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနောက်မှာကောင်းချီးရှိတယ်အဆိုးဆုံးတွေကြုံပြီးလို့ရှိရင်အကောင်းဆုံးတွေလာမှာအာမင်အဲ့ဒါယုံကြည်ဖို့လိုတယ်ခါလေကျွန်တော်တို့ဘုရားကိုစတင်ပြီးတော့လေဇွတ်လုပ်ချင်တာဇွတ်မလုပ်နဲ့ဘာလို့ဖို့လိုလဲဆိုရင်တို့စောင့်ကြည့်ရအောင်ကျွန်တော်ဘုရားတကယ်ကိုစောင့်ကြည့်ရအောင်ဘာလို့စောင့်ကြည့်မှာလဲဘုရားတကယ်ရဲ့လက်တော်ဘုရားတကယ်ရဲ့ကြီးမားစွာပြုမဲ့လက်တော်အာမင်ဘိုးချီအားဖြင့်မဟုတ်ဘူးအာနာအားဖြင့်မဟုတ်တကိုးအားဖြင့်လည်းမဟုတ်တကိုးလို့ပြောတဲ့အခါမှာတခြားလူတွေမှာတကိုးမရှိဘူးလားရှိတယ်ဒါပေမဲ့အရှင်တော်ဝိညာဉ်တော်ရဲ့ရှင်ပြန်ထောက်မြောက်ခြင်းတကိုးဖြစ်တယ်အာမင်အဲ့ဒီအရာတွေကအမှုပြုသွားမှာဖြစ်တယ်ဟာလေလုယာအဲ့တော့ကျွန်မအလူခံတာမဟုတ်ဘူးနော်ကျွန်မသင်တို့ကို share ရဖွင့်ထားပေးမယ်ကျွန်မစပါမယ်မြေုံဆောင်ကြည့်လိုက်ဒီမှာဟိုတယ်မှာလုပ်ရတာလေနည်းနည်းဘယ်လိုပြောရမလဲအချိန်ကန့်သတ်နေဖြစ်တာပေါ့နော်ကျွန်တော်တို့အထင်ရဆိုင်ချင်တာလေဟုတ်တယ်မလား share သွားချင်တဲ့ဖွင့်လေနော်ဟိုတင်တဲ့နေနဲ့လုပ်ချင်တာဆိုတော့ဘုရားသခင်ကကျွန်မတို့ကိုပိုင်လုပ်နိုင်ဖို့အတွက်နှုတ်ဆိုတိုးဆုပ်နေတာကျွန်မလည်းကြောက်တာပေါ့ဟာလုပ်မယ်ဆိုပတ်စံဘယ်လိုလဲအဲ့ဒါစဉ်းစားပြီးတော့ဒီဘိလတ်မြေဈေးကြောက်တော့ထိုင်ဆောင်မနေဘူးလေဘုရားစကားနဲ့ပဲသွားမှာပေါ့အာမင်ဘိလတ်မြေဈေးတက်ချင်းကြခြင်းကကျွန်မနဲ့မဆိုင်ဘူးအဲ့ဒါကသူ့အလုပ်သူလုပ်နေမယ်ကျွန်မအလုပ်ကဘုရားစကားကိုယုံပြီးတော့စတင်ချိန်နှံလာမှုအာမင်ပင်လယ်နီလားပါလေနှစ်ချမ်းကွဲသွားတယ်ဟုတ်တယ်မလားပင်လယ်နီနှစ်ချမ်းကွဲအစရကွဲတဲ့အားကိုရှောက်ရတာမဟုတ်ပါဘူးကျွန်တော်ပထမဆုံးချိန်နှံတဲ့ချိန်တွေမှာပင်လယ်နီကဘာဖြစ်သွားတာလဲနှစ်ချမ်းကွဲသွားတာဒီမှာစပြည့်ရေကိုစပြည့်ရေကိုဖြစ်စေတော့ဘုရားတခြင်းတွေလည်းဆိုကြတယ်ရေကိုစပြည့်ရေဖြစ်စေတဲ့တခြင်းတွေဆိုတယ်ရေကိုထက်နေတဲ့အချိန်မှာအဲ့ဒီအိုးထဲမှာလေစပြည့်ရေမဖြစ်သေးဘူးအပြည့်ပြည့်နေတဲ့အချိန်မှာစပြည့်ရေမဖြစ်သေးဘူးအဲ့ချိန်မှာမေးတယ်ဖြစ်ပြီးပြီတဲ့ဒါဆိုရင်တဲ့ဝက်အုပ်ကိုအလိုက်တဲ့အရဲမလားအမှန်တရားဆိုရင်အဆရာအကြောင်းမရှိဘူးလေရေတွေမင်းယူနေလားဆိုနေအောင်မယ်ဟုတ်တယ်မလားဒါပေမဲ့ तू ဘယ်လိုစကားနားထောင်လဲအဲ့ဒီစကားနားထောင်ပြီးအဲ့ဒီရေတွေကိုယူသွားရနေပြီစပြည့်ရေဖြစ်သွားတာအာမင်မြေပါလားချစ်တော်ညီကောင်မတော်ဟိုအလူလေးရောက်လာတဲ့ဟာကိုစစ်တက်ကြီးလာပြီဆိုပြီးတော့ရှယ်သိမ့်ပိုက်ရတာကျမတို့ဖွဲ့ပဲဖြစ်တယ်ဟာလေလုယာလူဆိုတာဘာသုံးလို့ရမှာလဲသူ့မှာလက်တောင်မရှိဘူးတုံနေတဲ့အဖွက်လေစကားတော်မှာနာတာပါနေတဲ့အဖွက်လေဘယ်လိုလုပ်ကြင်နိုင်မှာလဲဒါပေမဲ့လူပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဘုရားသခင်တကောတော်စဉ်းသက်လာပြီဆိုရင်မဖြစ်နိုင်တဲ့အရာတွေအားလုံးကဖြစ်စေတဲ့အရာဖြစ်တယ်အာမင်အဲ့ဒါကတမန်တရားဖြစ်တယ်အဲ့ဒီတမန်တရားကိုသိစေခြင်းကဘယ်သူအလိုရှိရလဲဘုရားသခင်အလိုစီအဲ့ဒါဘာလို့ဆိုသင်ဘဝကိုကောင်းစားစေခြင်းတာဖြစ်တယ်သင်ဘဝကိုဒီလိုအခြေအနေနဲ့မသွားစေချင်ဘူးသင်ဘဝကိုတကယ်ပဲဘုရားခင်ဘုန်းတော်ထင်ရှားတယ်။အိုးဘုရားကိုအားကိုးတဲ့တမန်တရားနဲ့သွားတဲ့သူဖြစ်ဖို့ဘုရားသခင်အလိုရှိတာဖြစ်တယ်။အာမင်။ဒါကြောင့်ဒီနေ့ကစပြီးတော့သင်နားလည်သည်ဖြစ်စေနားမလည်သည်ဖြစ်စေကျမ်းစာဖတ်ပါ။သင်ခေါင်းလျှော်တိုင်းသတိရပါ။စက်ပြရေဘယ်လိုဖြစ်တာလဲမစဉ်းစားသလိုပဲဖတ်နေရင်တော့ဖွင့်ပြခြင်းတွေရလာလိမ့်မယ်။အာမင်။အဲ့ဒါကလေးတွေရောအားလုံးပဲဟုတ်တယ်မဆူတောင်းတဲ့အခါမှာတခါလေကိုအားမရဘူး။မျက်မှောက်တော်လည်းမရဘူးဘာမှမလည်းမရဘူးမထိုင်ပြီးရင်နားလည်လာလိမ့်မယ်နားမလည်ရင်လည်းနားထောင်ပါနားလည်နိုင်ဖို့မကြိုးစားနဲ့ဒီမိုက်ကမှကလီစာလေးကဘလို့အလုံးလုံးပြီးအုံနောက်တွေဘလို့သွားနေဆိုသိလားဒါပေမဲ့ဘုရားသခင်ကအကုန်သိတာဖြစ်တယ်အဲ့တော့အဲ့ဒီဘုရားကိုသင်ပြန်ပြီးတော့မစူးစမ်းနေနဲ့ပြောမလို့ရှားမရှိနဲ့နော်သင်လုံးစာချီတာကကျေးဇူးတော်ချီးမွမ်းရတဲ့ဘုရားလုံးမဲ့ရာကိုကျွန်တော်တို့မျှော်လင့်ရမှာဖြစ်တယ်အာမင်အဲ့တော့အခုချိန်မှာတော့ကျွန်တော်တို့ပွဲတော်ယူဖို့ဖြစ်တယ်ယေရှုခရစ်တော်ဘုရားကိုမိမိအသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးတော့မြည်သူမဆိုဘယ်အသင်းတော်မှာပဲပါဝင်တို့ပွဲတော်မင်္ဂလာကိုယူဖို့အတွက်ကျေးဇူးပြုမှတ်တရပေးပါ